ngã lê bên vậy vậy tuyên ngã cái khá lan vô the lốp chỉ chi ấy mi kiện xì đến nào đi bố bà xì đến nào đi lúc khó đấy bà biết lúc con qua khá lan vô the lốp rồi không nhớ được chứ đồ tan đi đi ra mi quan đấy mà quan bếp cho bếp miền nào đi ra rằng con này qua lại để chỉ cả khá lan vô the lốp cho bếp miền nào đi vì không mà sa đi đi vậy sa hao này quen khu thái đủ nó lâu mà mấy gì lên thế lúc tiếc không nên mua mi để nhau ủ lên không nhớ được chứ đồ tan đi đi cái à nhưng mà tan đâu khả gì phải nhớ cô đồng nhà chị tan đi đi ra rồi đi luôn mà hậu phải nhớ cô đồng nhà ra rồi hậu quán bếp của bên Việt Nam chứ sau nhau một thời tiền mà lên khuya á phàm bao nhiêu này xin đủ lên thế thà được cái nhiệt chế mà tiền hoa miền nó lại chứ đồ phải nhớ cô đồng nhà cũng mất tập hoa àဒီတရားမန္တလေးဟောပါဒကမာကြီးကမတ်တကြီးဖြစ်ပါမလားဗျာဖြစ်လို့ဟောတာဗျာလို့ဘယ်သူနဲ့မှတူတော်မမူတဲ့ဖယားမတူအောင်ဟောတာဗောဗျာဒါမယုံနာတွေကရှိသေးတယ်မတ်တရရဲ့ဟောတော်မူရအခက်မသိသိတယ်လို့ဗောတချို့ဟောမြောက်ကြရခင်ဗျားတို့ကျွတ်တို့တန်နေတည်တဲ့အချိန်ခါမှာမိခင်ဒီအဲ့ဒီကဲ့သို့ပုပ္ပစေတနာကြီးရှိခဲ့တယ်လို့ကျုပ်ကပြောဗျာဖွားမြောက်ပြန်တော့လဲသင်မြရှင်မြနှလီရှင်တွဲချိန်ဝင်ညာတင်ဆက်ကသေမဲ့ဘက်မှာချိန်ဝင်ရှာထွက်သေမဲ့ဘက်ကများယောက်ျားဖောင်စီမိန်းမမိနေအဲ့ဒါလို့နာကျင်စွာဖွားမြောက်ပြီးတဲ့ချိန်ခါမှာကစီနှစ်နဲ့လူဖြစ်အောင်ဝါဖတ်ကျွေးပြီးဘဝနဲ့လက်နှလုံးပခုံးလက်နှစ်သက်ကနေပြီးတော့လူဖြစ်အောင်လုပ်ခဲ့မချင်းရမကရအောင်စောင့်ရှောက်ခဲ့ဒီလိုစောင့်ရှောက်နေတဲ့ဂျားထဲမှာမိခင်ပြုတ်နိုင်ငယ်သောအမှုဆိုတာကျင်ကြီးလည်းမယုံဘူးကျင်ငယ်လည်းမယုံဘူးကိုယ်ကလေးယောက်ျားတွေကြတော့ဟန်ကြီးပန်ကြီးရှိတာကလေးလေးရော့ခဏချီသားမှကျုပ်ထမျိုးတဲ့မယုံနိုင်မင်းသားတော့じゃငါပေါ့ဟိုဟာတွေပါညာတော့ကိုကမဲကြည့်ပြုတ်နိုင်ငယ်ပုံကိုပြောနေတာကလေးကနှက်တွေထွက်နေတယ်အမေလုံးသူကြတော့မယုံရှာဘူးထမင်းစားတဲ့ညာဘက်နဲ့ဟောကလေးနှက်တွေတုတ်ပြီးတီထဲစားစရာရှိတော့လက်မဆေးပဲနဲ့စားစရာတဲ့နှိုက်စားတယ်မိခင်ပြုတ်နိုင်ခဲ့တဲ့အမှုအဖေလုံးသူနှက်တုတ်ခိုင်းကြီးပါလာတဲ့ကောင်လေးလိန်အဝိခံမရဘူးလို့ပြောမှာမိခင်ပြုတ်နိုင်ခဲ့တဲ့အမှုပြောပါတယ်ဒါကြောင့်တရားနာပရိသတ်ကြီးကျုပ်ကသူ့ကိုပြောပြတယ်အဲ့ဒီပုပ္ပစေတနာတွေကလည်းအမတန်ကြီးပါတယ်ဗျာလို့ပြုတ်နိုင်ခဲ့တဲ့အမှုအမေကပြုတ်တာကိုလလွယ်တာအမေပါလို့ဘယ်ယောက်ျားကဝမ်းနဲ့လွယ်မွေးလို့တုံးလို့အဲ့ဒီလိုပြောတော့သူကကြုတ်ပြန်လျှောက်တယ်တပည့်တော်ကတဲ့နိုင်မလားလို့ညင်းကြည့်တာတဲ့မဂ္ဂဇင်းတစ်ခုတည်းမှာညင်းထားတဲ့စာယူထားတာအဲ့ဒီလိုပြိဿဒါကြောင့်တရားနာပြိဿကြီးအင်မတန်ကျေးဇူးကြီးမာတဲ့မိခင်ရဲ့စေတနာဂရုစိုက်ဖို့မကောင်းဘူးလားပြိဿကဲဆက်ကြပါအောင်စို့အဲ့ဒီကဲ့သို့တန်ငါပေတကတန်ငါသိခွဲတဲ့ကံကြီးပြုတော့ရှင်သာရိပုတ္တရာရောက်အသွားတန်ငါ900ကိုသင်တို့ဒီနောက်ကလိုက်လို့ကလိုက်ကြမကောင်းတဲ့ဒုက္ခတိလာမြန်းခြင်းလို့ရှိရင်လည်းနေရခဲ့ကြတော့လို့တရားဟောတော့နောက်ပါတန်ငါဒေဝရတပည့်တွေ900တောင်အိုက်ဒေဝရတပည့်တွေ900လည်းရှင်သာရိပုတ္တရာနောက်လိုက်သွားပါလေရောဒေဝရာကြီးသွေးစိမ့်နေအန်တော့သည်ဒေဝရာကြီးဘာဖြစ်လားအန်လိုက်တာသွေးစိမ့်နေတဝဝနဲ့ထိုးဖယားကန့်လန့်တိုက်တဲ့လူခုမှဖယားတာမှားပြီငါမှားပါဖြစ်လားရောက်ဖာတော့ခေါ်တော်မကိုကန့်လန့်တိုက်ခဲ့တဲ့အပြစ်တွေကြောင့်ယခုသွေးစိမ်အယုံနဲ့မကသေချင်းကြလာပြီဒီအပြစ်တွေမှလွတ်မြောက်အောင်ရောက်ဖာတော့ခေါ်တော်မငါတောင်းပန်ဝင်ငါလိုက်ဖို့ကြဖယားကိုယ်တော်မြတ်ထံတောင်းပန်ဖို့အသွားလမ်းနဲ့မဲပိဋကမဟာပထဝီမြေကြီးကတိရာခုနှစ်တန်တတ္တရဝမေရုဆိုတဲ့တောတောင်ရေမြေသမုဒ္ဒရာကိုထမ်းထားရတာကိုထမ်းနိုင်တော့လေဖယားရဲ့ဂုံကျေးဇူးကိုမသိတဲ့ဖယားရဲ့ဂုံကျေးဇူး
တန်မိုက်မဲတဲ့ဒေဝရတ်တယောက်ကိုဟောမြေကြီးကထမ်းမထားနိုင်ဘူးလေပြိဿကြီးထမ်းမထားနိုင်တော့မြေကြီးကနှစ်ချမ်းကွဲပြီးဟင်းလင်းပွင့်ဒေဝရတ်အားကမလာလီနဲ့ခြုံတဲ့ကဲ့သို့ထောက်လျှောက်မြေမျိုးပြီးတော့မဟာအဝိစီနှရဲမှာကြာရပါလေဗျာဒေဝရတ်ဘယ်ရောက်သွားတော့အဝိစီကြာသွားပြီဒေဝရတ်အဝိစီကြာတယ်ဆိုတဲ့သတင်းစပူတွေတစ်ချုံလုံးပြန့်နှံ့သွားသည်ဒီလိုပြန့်နှံ့သွားတော့အဇာတတလည်းကောင်းကြည့်လာဖျားဟေးငါသည်ဆရာဒေဝရတ်ကိုအဟုတ်ထင်းပြီးတော့ကိုးကွယ်ခဲ့တဲ့ငါမှာကြည်စံခုတော့ဆရာဒေဝရတ်မြေဟတ်တဲ့ငါသည်ဒေဝရတ်စကားကိုနားထောင်ပြီးအဖေကိုတတ်ခဲ့တဲ့သားမာဝီတနေ့ကြတော့မဟာပထဝီမြေကြီးငါအလှဲ့ကြလာတော့မထင်တယ်မြေမျိုးမှာခုမှကြောက်ပိဿအဇာတသကြောက်မလားကြောက်ပါဗျာအဇာတသမှားပြီးမှမှားမှန်းသိသလားပိဿမိမလောင်ငင်ငါတားရတယ်နော်နောင်မရတဲ့နောင်တာမှားမှန်းသိလို့အမှန်ရောက်တယ်ဆိုပေမဲ့လို့မှားတဲ့လက်စကတော့ခံရစမြဲမှန်ရလားပိဿကြီးမှားတဲ့လက်စခံရစမြဲမှုသူပဲလို့ပဲယခုကဲ့သို့ဖယားတတိရတော့လေဒီဘဝမှာမက်ဖို့ကတော့အချင်းကြီးဖြစ်ရှာလိမ့်ပြီအဇာတသမက်ဖို့ရနိုင်မှာမလားမရနိုင်ဘူးဒါကြောင့်ဗါတဲ့ဆိုးကြည်စားဟိဆိုးမလားဟိဟောနောက်ကပရိသတ်ကြီးဆိုးမလားပြော့တယ်လူတွေကအများကြီးဆိုပေသည်ငါနဲ့ရွှေနှင်းစီရင်သွားမှနဲ့တူပါနောက်ကလိုက်မှမဟုတ်ဘူးလိုက်ကြအကုန်လုံးဆိုသူချင်းနဲ့မြိုင်ဆိုင်ကြီးဩအသက်ကလေးက40နဲ့5နှစ်ဆိုတော့ထောင်းလာပြီသချင်းလေးဆိုမဲ့ကြံရှက်မရှက်လို့လည်းမဖြစ်ဘူးခိုးဖုံးကြီးကတုံးကြီးနဲ့အော်နေတော်မှမတော်ပဲမတော်ပါသည်ပြောလက်စနဲ့တော့သွားရလိမ့်မယ်နဲ့တူတယ်အဲဆိုကြည့်စမ်းဟေးခုတော့ဟောဖြစ်ဟေးငါတကောင်းတယ်နော်ငါမဟန်မှုထင်တယ်နင်တို့ကြည့်သွားတာကောင်းတယ်မေနှလုံးဆိုဟေးကျိမီအောင်ပမာကျွမ်းလူပါပြီဘသူကပြောတာသူ့အမေကဟိုးနောက်ကပရိသတ်ကြီးငြိမ်ငြိမ်လေးနေနော်ဩဇာကိုင်းအောင်ပြောတာပြီးတော့ဗါလဲဆိုတဲ့ဇမ်းမသားကိုချစ်တယ်မင်းအဖေဖြစ်ရဲ့ကမရှုရဲ့ဆရာအတီမရှုရဲ့ဆရာအတီသားစွာဖေကြီးရဲ့ထားတဲ့မြတ်တာပိဋကရွက်ကရင်နေတီမွေးကျေစုဆက်ရလေသည်မေတောင်းဟာမိမမဆိုကောင်းတာငါနဲ့ဘွက်ကြနေတယ်အလိမ္မာကျူဝေသည်အမှားကိုတိမဖယားကိုတရိယာတလို့ငိုသည်ငမိုက်သားအစာတတမင်းယုံပါသည်မတမသောအခင်းပါတယ်တော့မင်းရှုခါတလီ
ဖခမီတော်အားခုပင်အကျဉ်းငါလွတ်စေမိမရေလားနောင်ငယ်လေးပြီဝေဒနာခံစားဟုတ်လေအဲ့ဒီလိုသွားတာနဲ့တူပါရဲ့ဟုတ်ကဲ့လားဟဲ့အော်ငါနဲ့ရှက်သွားတာဟဲ့အဲ့ရှက်ပေမဲ့ဆိုဟေ့ပါပြုလို့ပါတယ်ဟဲ့ဝေဒနာခံစားနာယဝသံကနောကုမဘောဖယားလူမလေးကွာငါဟာမှုထင်းတယ်နော်ရှက်သွားတာဟေ့ဘာလဲဆိုရင်ကနောကုမဘောဖယားကနောကုမဘောဖယားမင်းကြီးများလျောက်ထားလေသည်ရွှေတောင်ကြီးပြိုပြီရွှေတောင်ကြီးနေလုံးကွယ်ပြီရင်ရဖခင်မဝကူခင်မရောက်တော်မှာမိဘမေတ္တာသူနာလီမိဘမေတ္တာသူနာလီလမေတာသာဘေမေနေမင်းကွယ်လီပြင်းစနံဒရိယာကံကြီးထိုက်ပါဘောအဖတ်တတာအများကမဒရီအဖတ်တတာအများကမဒရီတံတရားမှာမင်းပဲကိုသွားမလဲတမလွန်မှာမင်းပဲကိုလာမလဲမတွေ့ရစရာအတီအမောင်ကြမနောင်ထားရလေပြီတန်းနဲ့တူနဲ့တန်းနဲ့အမပါရကိုဟာပါတယ်မဟုတ်လားဟေ့ပါရဗျာအေးဆိုလိုက်မာတာပိတုဥပါဌာနံမာတာပိတုဥပါဌာနံဘုဒ္ဓဓာရတသင်္ဃဟောဘုဒ္ဓဓာရတသင်္ဃဟောမိဘတို့သဘောတော်သာသမီတို့အားမုန်းမိမရှိညာသည်ဤစကားမှန်သည်ဤစကားမှန်သည်အော်ဟုတ်လေစွာတန်တကဖြေမရှိအဇာတတမင်းဆိုမိုင်မျိုးတရားမြေမှာကျွေလေဟောဗျာကမလေးအဆုံးတစ်လုံးနဲ့လူလည်းလောက်ကုန်ကြဟင်ငါဘုန်းကြီးဆိုမကောင်းလို့ပြည့်ထားတာပြည့်ထားပြီများမချမ်းပါဘူးတစ်လုံးချမ်းဒါကြောင့်တရားနာပရိသတ်ကြီးပြင်းစံနန္ဒရိယကံကြီးထိုက်လို့ဖခင်တတ်တဲ့ကံကြီးကျူးလွန်ပြီးမှတော့အဇာတတပြီးမှတော့အဇာတတသည်ဒ
ဒီဘဝတော့မမျိုးဖို့မျိုးရှိတော့လည်းပဲမရနိုင်တော့ပြီရရလားပြိဿမရပါဘူးဗျာဖခင်ဆိုတာအမေတတ်တဲ့ကံလောက်တော့မကြီးဘူးလို့မှတ်ခဲ့လူငယ်တွေမှတ်ဟဲ့ငါပြောမယ်နားလည်အောင်ပြောဟဲ့နားထောင်ကြအဖေနဲ့အမေနှစ်ယောက်စလုံးသီလရှိအဲ့ဒီနှစ်ယောက်စလုံးသီလရှိတဲ့အဖေနဲ့အမေကိုနှစ်ယောက်စလုံးအမေကံသာထိုက်တယ်အဖေကံကအဟောတိကံပြစ်ပြီးမထိုက်ဘူးတဲ့ဟဲ့လက်တစ်ချောင်းချိုးထားစမ်းအမေထိုက်တာတစ်ချက်ရသွားအဖေနဲ့အမေနှစ်ယောက်စလုံးသီလမရှိဘူးတဲ့ဟဲ့အဲ့ဒီနှစ်ယောက်စလုံးသီလမရှိတဲ့မိဘနှစ်ပါးကိုအစုံလုံးတတ်ခဲ့ရဲ့တဲ့အမေကံပဲထိုက်တယ်အဖေကံမထိုက်ဘူးဟောတိကံဖြစ်တဲ့အဖေအတွက်ကမခံရဘူးတဲ့ဟဲ့အမေကနှစ်ချက်ထိုက်သွားနောက်တစ်ခါအမေကသီလရှိတယ်အဖေကသီလမရှိဘူးအဲ့ဒီလိုအမေကသီလရှိပြီးအဖေကသီလမရှိတဲ့မိဘနှစ်ပါးကိုအစုံတတ်ခဲ့ရင်လည်းပဲအမေကံပဲထိုက်တယ်အဖေကံမထိုက်ဘူးတဲ့ဟဲ့ဘယ်နှချက်ရသွားပါတော့အမေကံထိုက်နောက်အဖေကသီလရှိတယ်တဲ့ပြိဿအမေကသီလမရှိဘူးအဲ့ဒီအဖေသီလရှိပြီးတော့အမေသီလမရှိတဲ့မိဘနှစ်ပါးကိုဇုံတတ်ခဲ့ပါမှအဖေကံကထိုက်ပြီးတော့အမေကံမထိုက်တော့ဘူးတဲ့ပြိဿမိခင်မြတ်ပုံဆက်လှဲ့လိုက်တော့သုံးချက်တောင်ထိုက်နေပါလားဟဲ့မိခင်မြတ်ပုံသဘောပေါက်ရဲ့လားပြိဿကြီးနောက်အဖေနဲ့အမေမြတ်ဓာတွေညင်းပြီးတော့လောကစကားလေးနဲ့လမ်းမဆုံးအောင်လို့ငါသက်သေတာရကလေးပြောပေးခဲ့ကြံကန်တွေလေးတွေမှတ်သွားကြပေါ့ဒါကြောင့်ဖခင်ကိုတတ်တဲ့အဇာတတတ်သည်အမေတတ်တဲ့ကံလောက်မကြီးတော့လည်းပဲဂရုကံပင်စနန္ဒရိယဖြစ်ခြင်းကြောင့်မက်ဖို့တော့ရနိုင်ပြီမဟုတ်မရပြီမယ်လို့တရားနာပိဋကရေအခုဘုရားကိုယ်တော်မြတ်ကြီးထံသူသွားတော့မယ်ဘုရားကိုယ်တော်မြတ်ကြီးထံသွားမယ်ဆိုပဲလို့ဘုရားတခြင်းသည်ဘုန်းကြီးတပေးလိုက်တာနည်းနည်းစောတယ်လို့ထင်ဘယ်ချိန်မှတမလဲဆိုတာနားထောင်ကြည့်ဘယ်ချိန်မှတမလဲဆိုတာခဲ့ပြီးဆရာဒေဝရမြေဟပ်ပြီးမြေမျိုးတဲ့တနေ့ကျတော့ငါအလှဲ့ရောက်လိမ့်မထင်တဲ့ကွယ်တို့တရားနာပိဋကသူ့ထံမှာရှိတဲ့မူကြီးမယာသေနာပတိတွေငါအာကိုစရာဆရာရှားပေးကြပါဟဲ့အာဘူရဏကသမောမခလီကောသာလသိစီအစရှိတဲ့ဒိဋ္ဌိတွေညွန်ပြတော့မဟုတ်ဘူးအဲ့ဒါတွေအာကိုလို့မဖြစ်ဘူးအဲ့ဒါဒေဝရမပေါက်ခွားတဲ့မှားတော့ဖရာတွေဖြစ်တယ်မောင်တို့ငါ့ကိုပြောကြပါအောင်လို့ဆိုတော့ဘသူပြောတဲ့ဆရာနဲ့မှသူအခင်မပြေဘူးနောက်ဆေးဆရာဇီဝကကိုမေးအမောင်ဇီဝကဒီဘက်နဲ့ကြောင့်ငြိမ်းနေသလဲငါအပြောပြပါလို့ငါဤကိုယ်ွယ်ရဆရာကိုငါအပြောပြပါလို့ရင်နဲ့ဝင်းနဲ့မှာပူလာပြီးခေါင်းကြည့်ပြီးကြက်နဲ့ဝင်းနဲ့မှာပူလာပြီးခေါင်းကြည့်ပြီးကြက်သီးတွေကလည်းထလာပြီးတစ်ချိန်ကြရင်ဖြင့်ဆရာဒေဝရလို့အဖေးတတ်တဲ့အဇာတတမြေမှာငါကြောက်လွန်းလို့ဇီဝကဖခင်လက်ထက်ကလေးကမြောက်စားပြီးတော့လာခဲ့ငါအားဆရာတစ်ပါးကိုယ်ွယ်ရညွှန်ကြားပါလို့ဆရာဇီဝကကနေပြီးတော့မြတ်စွာဘုရားကိုညွှန်ကြားအဇာတတမင်းများလောကဓာတ်၌အတုမရှိမှုနှင့်ထိုထာဂေါရမမြတ်စွာဘုရားသည်သာလျှင်အာကိုရာဖြစ်တော်သည်မြတ်စွာဘုရားပဲမှလဲမြတ်စွာဘုရားကိုယ်တော်မြတ်ဇီဝကတရက်ဥယျာဉ်မှာတရင်သုံးနေပါတော့ဗျာသွားကြစို့ငါ့ကိုကဲကြပါအဲ့ဒီကြောင့်မှငါခိုကိုရတော့မှနဲ့တူရဲ့ဟောလေငါကိုကျိုးနေပြီဆိုပြီးတော့ဝလဲတော့မနိုင်ဘူးဆံမင်းဖာရဖြန့်ပြီးတော့တရားနာပိဋကတစောင်းမုံလာပြီးနေကြီးပြုကြာခေါင်းလောင်းပွင့်နေလာပေါ့အဲ့ဒီတစောင်းမုံလာပြီးနေကြီးဆံမင်းဖာရချပြီးတော့ဖယိုဖယဲတဲ့ခန္ဓာကိုပြိုကွဲတော့မလို့တအားပြီးနောက်ကတရားနာပိဋကမောင်းမမိတ်တန်းချွေးရန်အပြူတော်တွေတပြုံလုံးနောက်ကလိုက်ကြရကုံလုံးနောက်ကလိုက်ကြရတယ်ဘာလက်မှမပါဘူးအဲ့ဒီလိုမိမတွေတပြုံလုံးလိုက်တော့ဘုရားကိုယ်တော်မြတ်ကြီးကလည်းဇီဝကရဲ့တရက်ဥယျာဉ်မှာတန်ဃာတော်များစွာနဲ့တရားနာပိဋကတရားဓမ္မပြ
အဲ့ဒီလိုသံဃာတော်များစွာနဲ့တရားတော်မှာပြပြီးတော့နေတဲ့အခယတကြည်တရားနာပိဋကသဇာတတ်ရောက်သွားဟင်စီဝကဘယ်မှာလဲမြတ်စွာဘုရားဘယ်မှာလဲဘုရားကငါမပြေမလားအမတန်နဲ့ဆိုင်နဲ့တော်ကြီးတဲ့ခေါ်လာပြီးတော့ငါကိုတစုံတစ်ခုပြုတ်ကြမယ်နဲ့တူရဲ့ကြားကြောက်လို့ရှင်ကြီးကိုကြားထဲဆိုးများဖြစ်နေမလားဟဲ့အမောင်ဇီဝကငါအာသမသမုဒ္ဒဘုရားကိုညွှန်ပြပါလောအဲ့ဒါလို့ခဏခဏငိုကြီးပြီးပြောလိုက်တော့မှမှန်လားပါအဇာတတမင်းများဆိုရင်ကြောင်းကြတော်မူပါနဲ့သူတော်ကောင်းများခိုအောင်သောဌာနသည်ဒီကဲ့သို့စိတ်ငြိမ်ပြီးနေတာဟာဓမ္မရာကြီးပါဗျာတဲ့ဘုရားကိုရောမြတ်နဲ့တကွသံဃာတော်များစွာလူနာမြမသတော်ဝါတွေနဲ့ဘုရားကိုရောမြတ်တရားပြနေပါတယ်လာဆိုပြီးတော့ဘုရားကိုရောမြတ်ရှိတော်ခေါ်သွားမြတ်စွာဘုရားရှိတော်ရောက်တော့မှမြတ်စွာဘုရားတပည့်တော်အားတဏှာသဖြင့်တရားရည်အေးအမြိုက်ဆေးကိုတိုက်ကြွေးတော်မူပါဗျာဆရာမှားပြီးတော့ဒေဝရစကားကိုနားထောင်၍ဘုရားတပည့်တော်အဖေကိုတတ်ခဲ့တဲ့ကံကြီးကျူးလွန်မိပါတယ်ဗျာမြတ်စွာဘုရားမှာတပါးတပည့်တော်အကိုရမရှိတော့ပါဘူးဘုရားရဲ့လို့တရားတော်မှာအကိုရမရှိတန်ဃာတော်မှာအကိုရမရှိတော့ပါဘူးရဲ့လို့ဘုရောမေတရဏံအဉ္ဉနတိဓမ္မောမေတရဏံအဉ္ဉနတိတန်ဃောမေတရဏံအဉ္ဉနတိပါဗျာတပည့်တော်ရဲ့အကိုရမှာတည်တော်မူပါလို့တပည့်တော်တဏှာသဖြင့်တရားတော်မှာပြတော်မူပါလို့မြတ်စွာဘုရားလျှောက်တော့ဘုရားကိုယ်တော်မြတ်တရားတော်မှာပြလိုက်တဲ့တရားနာပရိသတ်ကြီးခုနဲ့ကကြုတ်ပြောခဲ့တဲ့ဆိုပြခဲ့တဲ့အတိုင်းပေါ့ရဘူးမဲ့ဖို့ငါးပါးသီလလုံးတရဏဂုံတီယုံမြတာရှိတဲ့ပရိသတ်ပါတီသွားတယ်တရဏဂုံတီ၍ဥပါဒကဒါယကတယောက်သားလျင်ဖြစ်တဲ့ပရိသတ်အဖေကိုတတ်တဲ့ကံကြီးသာမကျူးလွန်မိရင်ဖြင့်ဘုရားကိုယ်တော်မြတ်ရှိတော်မောင်ရောက်တဲ့အခါမှာမက်ဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားနိုင်တဲ့ယောက်ျားပရိသတ်ခုတော့ပြုရဲ့လားမပြုတ်ဘူးပရိသတ်အဲ့ဒီလိုနဲ့ဘုရားကိုယ်တော်မြတ်နဲ့တွေ့မှဒီဒုက္ခကြီးငြိမ်းသွားအပူမင်းအေးသွားတယ်ဒီလိုနဲ့ဘုရားကိုယ်တော်မြတ်ကြီးကလည်းကျွတ်တို့ဒီသစာကြီးပေါ့လေပြိနိဗ္ဗာန်စံချိန်ကတဖြည်းဖြည်းဤအသက်တော်ကကြီးပြီးတော့လာတဲ့အချိန်ခါမှာဘုရားကိုယ်တော်မြတ်ကြီးသည်ဗန္ဓုကာမကျွတ်အဲ့ဒီဗန္ဓုကာမမှာနေ၍ညီတော်အာနန္ဒနဲ့တကွဟဋ္ဌိကာမ၎င်းနောက်တပ္ပကာမဇဗုကာမဘောဂနဂရအစရှိတဲ့နယ်တွေမှာကြွပြီးတော့မြတ်စွာဘုရားကိုယ်တော်မြတ်သည်နောက်ဆုံးပါဝါပြီးသို့ကြွတော်မူသည်ဘယ်ကိုကြွတယ်လဲပြိဿပါဝါပြည်တရဥယျာဉ်ရောက်တော်မူတော့စုံဒအမည်ရှိတဲ့ဒါယကဝက်သားပြုစွမ်းလာကတ်ပြိဿဘာစွမ်းတိုးလေးဖြစ်ကြလားမဟုတ်ဘူးလေမြို့ထဲကအိတ်နေတဲ့လူတွေနိုးမှစိုးလို့ဝက်သားပြူစွမ်းကတ်တယ်ပရိသတ်ကြီးဘာစွမ်းကတ်တော့ရည်စရာမောစရာတွေနဲ့ဟောရှင်မာရဲ့မိုးလဲမှစိုးလို့ခတ်တော့ဒီနေ့အတော်ရှည်တဲ့ဇတ်ထုတ်ဖြစ်ပါတယ်ပရိသတ်ဒါကြောင့်ခတ်စီစီလေးဟောနေတဲ့အချိန်ခါမှာအတန်ကလေးတွေမပြော့နဲ့ဒီလိုနဲ့တရားနာပရိသတ်ကြီးစုံဒဒါယကကတ်တဲ့ဝက်သားပြုဆွမ်းကိုဘုရားကိုယ်တော်မြတ်ဖုံးပေးသည်အဲ့ဒီဒါယကကတ်တဲ့ဆွမ်းကိုဖုံးပေးပြီးတဲ့အခါမှာဘုရားကိုယ်တော်မြတ်ဝမ်းတော်တွေလာတော်မူသည်ဒီနေရာမှာနည်းနည်းလေးဥပရိသမှတ်စရာပေါ့ဘုရားကိုယ်တော်မြတ်ဝမ်းသွားတာဒီစုံဒကတ်တဲ့ဝက်သားပြုဆွမ်းကိုဖုံးပေးလို့သူသာဒီဆံကိုမကပ်ရင်ဘုရားကိုယ်တော်မြတ်ဝမ်းတော်လာပြီးတော့ပရိနိဗ္ဗာန်မဆန်းလို့တချို့ကဒီလိုဆန္ဒလေးတွေပြုကြမဟုတ်ပါဘူးဘုရားကိုယ်တော်မြတ်ဝက်သားပြုဆံကိုဘုရားကိုယ်တော်မြတ်တပါးတည်းပဲဖုံးပေးနိုင်ဘုရားကိုယ်တော်မြတ်မှတပါးစုံနာဒါယကကတ်သောဆံကိုဘယ်သူမှအစာကျင်ညက်အောင်မစားနိုင်ဘူးအသက်စီဝင်ပြတ်ဖို့ပဲရှိပါခင်ဗျားတို့ကျွတ်တို့သာအဲ့ဒီစုံနာကတ်တဲ့ဝက်သားပြူဆွမ်းစားလိုက်ရရင်တော့တရားနာပြီးတော့နွားနို့နဲ့တံမယာကြီးပဲဥတွေပြတ်ကုန်မယ်ဘုရားတဆူလည်းပဲဒီဆွမ်းကိုတရားနာပြီးတော့ကျင့်ညက်အောင်ဖုံးပေးနိုင်
ဒါကြောင့်ဘုရားကိုရောမြတ်ဝမ်းတော်လာတာကလည်းဝိဘက်ဆိုတာသိကြပြီးသားမို့ဘုရားကိုရောမြတ်ကခြေသားအာနန္ဒာတဲ့ဒီစုံနာကတော့ဝက်သားပြိုဆွမ်းပြီးငါဘုရားမှတပါဘသူမှလောကရကြီးကျင်းညက်အောင်စားနိုင်သောသူကိုငါဘုရားကြည့်၍မမြင်သွားဟဲ့ကြံနာတွေသွားမြုပ်ကြည့်ဆိုတရွင်းတူးမြုပ်อ่ะမြေကြီးတဲ့မြုပ်ထားရဘုရားကိုတော်မြတ်ဘုရားဖြစ်တော်မူကားစကသူဇတကတောနုကနာဆွမ်းနဲ့ပရိနိဗ္ဗာန်စံဃာလိစုံနာဒါယကကတော့ဝက်သားပြိုဆွမ်းသည်အမြတ်ဆုံးတဲ့ပြိဿဒါကြောင့်ညီတော်အာနန္ဒာကိုလည်းမြတ်စွာဘုရားကမြို့နဲ့လှည့်ပြီးတော့ဟဲ့ညီတော်အာနန္ဒာတဲ့စုံနာဒါယကကတ်တဲ့ဆံကိုဖုံးပေးလို့ဝမ်းတော်လာပြီးတော့ပရိနိဗ္ဗာန်စံတော်မူရသည်လို့တော်တော်ကြာစုံနာဒါယကအများစွာအပြစ်တင်၍ဒေါမနတဖြစ်တန်ရသည်စုံနာဒါယကဆံကိုဖုံးပေးနိုင်လို့မြတ်စွာဘုရားကိုတော်မြတ်သည်အာအင်းနေတောင်းတင်းလာတယ်ဆိုတာသင်တာဝန်ရှိစေဒီကဲ့သို့မြတ်စွာဘုရားအမိန့်ရှိအဲတူမြုပ်ပြီးတော့ဟဲ့ညီတော်အလန္နာကြွကြစို့လို့ဆိုပြီးတော့ကုသိဏယုံတို့ဘုရားကိုတော်မြတ်ကြွတော်မူတယ်ပြေးသာကြီးပဲကြွကုသိဏယုံကြွတော့လန်ခင်းကမြစ်ကြီးတွေ့ဟဲ့ညီတော်အနန္ဒသွားရေကြီးတော်ရှာစမ်းရေကြီးတော်ရှာစမ်းလို့ဆိုပြီးတော့ရေကြီးတော်အရှာခိုင်းတဲ့အချိန်ခါမှာညီတော်အနန္ဒသပိတ်ကလေးထမ်းပြီးခင်းကမြစ်ကြွရေတွေကနောက်တယ်ဒီနေရာမှာတရားနာပရိသတ်ရေဝိဘက်မဟုတ်ပါဘူးတချို့ကပြောတယ်မြတ်စွာဘုရားကိုတော်များတဲ့ခင်းကမြစ်ရေကိုသွားပြီးတော့ညီတော်အနန္ဒခတ်တော့ရေကြီးမတောက်ရဘူးရေနောက်တွေတောက်ရတယ်တဲ့ဘာပြုလို့တုံးလို့ဆိုတော့နွားဖြစ်စဉ်အခါတုန်းကမိခင်ကရေအောက်ကတောက်နေတာအထက်ကနေပြီးငကလေးဘဝနဲ့မြတ်စွာဘုရားကိုတော်များဖြစ်စဉ်တုန်းကဖြတ်သွားလို့ရေနောက်တွေတောက်ရတာတဲ့မဟုတ်ဘူးနော်ဝိဘက်တော်12ပါးတဲ့လေအဲ့ဒါမပါဘူးပြိဿမပါဘူးပြိဿမဟုတ်ဘူးရေကြီးကိုပဲမြတ်စွာဘုရားဖုံးပေးရရေကြီးသွားပြီးတော့ခတ်ပေမယ်လို့ရေတွေနောက်နေလို့မြတ်စွာဘုရားရေတွေနောက်နေပါတယ်ဗျာဟဲ့သွားခတ်ချီညီတော်အနန္ဒာမသိတော့ပါဘူးဗျာဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုတော်မြတ်ကြီးဒီရေတွေနဲ့တင့်လျော်ပါဘူးဘုရားလို့လျှောက်တော့ဟဲ့ညီတော်အနန္ဒာသွားခတ်ချီ3ချိန်ကြတော့မနေနိုင်ဘူးသွားခတ်ဟောရေတွေနောက်နေရမှအလိုလိုကြည်လင်တော့မှဩငါဤနောင်တော်ဘုရားဘုန်းတော်အာနုဘောကံတော်ညာတော်တွေကြီးမားပေစွာဘုရားရဲ့ဘုန်းတော်စီအံ့ဝတ်တည်းဖြစ်ပေစွာနောက်နေတဲ့ရေတွေအကုန်ကြီးလို့ရေကြီးကိုခတ်ပြီးကတ်လို့ရေကြီးပဲဖုံးပေးရပါတယ်နက်ကလေးဖြတ်ပြေးလို့အမေရေနောက်တော့ရလို့ဘုရားရေနောက်တော့ရတယ်မလို့ပါနဲ့အဲ့ဒါဝိပက်ထဲလည်းမပါပါဘူးဒါသဘောပေါက်အောင်ထည့်ပြောရတာကိုဒီလိုနဲ့တရားနာပိဋကကြီးဘုရားကိုတော်မြတ်အဲ့ဒီပါဝါပြီးမှနေပြီးကုသိဏယုံကြွလို့ခင်္ဃမြစ်မှာဘုရားကိုတော်မြတ်ရေကြီးတော်တောက်ပြီးတဲ့အချိန်ခါမှာဘုရားကိုတော်မြတ်ကနေပြီးတော့ကုသိဏယုံပြီးမလာမင်းတို့ဤအင်ချင်းဥယျာဉ်အရောက်မှာဟဲ့ဒုက္ခတော်ခင်းဆိုတော့ဒုက္ခဆိုတာပိဋကကိုသင်္ကန်းကြီးခေါ်တယ်နော်ဒီကျွတ်တို့ဘုံကခြုံထားတာတော့မဟုတ်ဘူးဘာမှမဟုတ်ဘူးတက်ဗျန့်သင်္ကန်းအထက်မှာမကျွမ်းဝင်ဘူးပြိဿဒါသကလတ်ခြုံထားတာသင်္ကန်းကြီးဆိုတာကခင်ဗျားတို့သိတယ်နှစ်ထပ်သင်္ကန်းကြီးအဲ့ဒါကိုဒုက္ခသင်္ကန်းကြီးလို့ခေါ်တယ်အဲ့ဒီဒုက္ခသင်္ကန်းကြီးကိုခင်းလို့လေးကောက်ခောက်ပြီးတော့မြောက်သို့ကိုခေါင်းထားအင်းချင်းပင်နှစ်ပင်ကြားမှာခင်းအဲ့ဒီလိုခင်းထားလိုက်တဲ့အချိန်ခါမှာဘုရားကိုယ်တော်မြတ်ဒီမြောက်သို့အုပ်ခေါင်းထား၍လျှောင်းတော်မူလိုက်ဒီလိုလျှောင်းတော်မူပြီးတော့ညီတော်အနန္ဒာတဲ့ငါဖယားပရိနိဗ္ဗာန်စံချိန်တမ်းပြီးမာလာမင်းတို့တော်တော်ကြသူတို့မရှိလိုက်ဘူးဖြစ်နေမယ်ညီတော်အနန္ဒာသွားဟဲ့မာလာမင်းတို့သွားပြီးတော့အကြောင်းကြားကြည့်တော့ညီတော်အနန္ဒာမျက်ရည်စာလေးတုတ်လို့သမ္မာသမ္ဗုဒ္ဓသုံးလောကထုတမြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မတဲ့နောင်ဖယားငါပြေထားကြတော့မထင်ရဲ့လို့အဲ့ဒီကဲ့သို့မျက်ရည်ဖြိုင်ဖြိုင်ကျပြီးတော့မာလာမင်းများကိုသွားပြီးတော့အကြောင်းကြားတဲ့ချိန်ဟိုကလည်းစီးဝေးတဲ့အခိုက်အတန့်နဲ့ကြုံနေတော့လူဆုံးတာပေါ့လူဆုံးလို့ဒီသတင်းမကြားရရောမာလာမင်းများလာကြဘုရားကိုယ်တော်မြတ်ကြီးအဲ့ဒီကဲ့သို့မာလာမင်းများကိုညင်ဥယျာမှာတရားဟောတော်မူသည်ညင်ဥယျာတရားဟောတော်မူပြီးတဲ့နောက်
မြတ်စွာဘုရားကိုတော်မြတ်ကြီးထံသို့တရားနာပရိသတ်ရေဟိုသူ့ဘာယဟန်ကြီးကြွားသူ့ဘာယဟန်ကြီးဆိုတာကျွတ်တို့ဥပကနဲ့မဆာဝါမှရတဲ့သူ့ဘာနောက်ဆုံးပစ္စည်းမသာဝကပေါ့ပစ္စည်းမသာဝကဆိုတာတရားနာပရိသတ်ဟိုမြတ်စွာဘုရားကိုတော်မြတ်ပရိနိဗ္ဗာန်စံဃန်ဒီမှာနောက်ဆုံးကျွတ်တန်းဝင်တဲ့သာဝကအဲ့ဒီပစ္စည်းမသာဝကကြွလာတဲ့အချိန်ခါမှာမြတ်စွာဘုရားကိုတော်မြတ်ထံသို့ဖူးမြော်ကြော့ခြင်းလို့မေးခြင်းသားတွေမေးခြင်းလို့ခွင့်တောင်းသောချိန်ခါမှာခွင့်မပေးဘူးငါရှင်သူပါဘုရားကိုတော်မြတ်ကြွလာရတာဝမ်းတော်တွေလားလို့ပင်လဲပင်မတော်မူတဲ့အင်္ဂါလည်းချိနေနေပြီမြတ်စွာဘုရားကိုတော်မြတ်ကြီးအားဒုက္ခမပေးခြင်းပါနဲ့ယခုချိန်ကာလမြတ်စွာဘုရားကိုတော်မြတ်ကြီးရမချမ်းသာသောအမှုပြုရကြပါလိမ့်မယ်ဒီလို၃ချိန်တာတော့မှဟဲ့လာပါစေလာပါစေရှင်တို့ရုပ်တာကိုတော်မြတ်ကြီးကဲသူ့ဘာဟန်ကြီးကြွားဆိုပြီးတော့အတွင်းကြွားမြတ်စွာဘုရားရှေ့တော်ရောက်တော့မှဟောသူကိုးကွယ်ခဲ့တဲ့ဟံမကြတဲ့တရားနာပရိသတ်ကြီးဟိုဒိဋ္ဌိဆရာတွေပေါ့ဟောတဲ့တရားတွေကိုအယူမှားပြီးမြင်ရမှာမြတ်စွာဘုရားတဲ့ကောင်းကင်မှာခြေရထင်ပါသလားသာသနာအပမှာယဟန်ရှိပါသလားတိခါရတရားတွေမြဲပါသလားလို့မြတ်စွာဘုရားကိုရောမြတ်ကိုဟောကြားမေးတဲ့ချိန်ခါမှာမြတ်စွာဘုရားကိုရောမြတ်ကသူ့ပါအားနားလေအောင်ဟောကြားညွန်ပြဆုံးမပြီးသည့်နောက်သူ့ပါလည်းတရားနာပိဋကယဟန်နာဖြစ်လို့နောက်ဆုံးသာဝကဝင်နောက်ဒီကဲ့သို့မြတ်စွာဘုရားကိုရောမြတ်ကြီးပရိနိဗ္ဗာန်စံဃာနိကာလဟဲ့ဥပဝါနာရှာလောဘေးသို့ဖယ်ပါလို့မြတ်စွာဘုရားမိတ်တစ်ချိန်နဲ့မရဘူးတစ်ချိန်နဲ့မရဘူးမြတ်စွာဘုရားကိုတော်မြတ်ရှိကမဖယ်ဘူးနောက်နှစ်ချိန်သုံးချိန်မိတ်တော်မူတဲ့အခါကျတော့ဥပဝါနာဖယ်ရှားမြတ်စွာဘုရားတဲ့ပထမဘောဒီမှာနေ၍ယခုတိုင်ပြုစုကြသောဥပဝါနာကိုဘယ်နဲ့ကြောင့်ဒီလိုဖယ်ရှားခိုင်းတာလဲမြတ်စွာဘုရားဟဲ့ညီတော်အနန္ဒာတဲ့နတ်မြမသရဝအပေါင်းတို့ဒီငါဘုရားကိုဖူးမြော်ကြတော့ရာလာကြတဲ့အချိန်ခါမှာစัจ java လာပြည့်နေပြီချစ်သားစัจ java လာပြည့်ပြီးတော့နေသဖြင့်ငါဘုရားကိုဖူးမြော်သောနတ်မြမတို့သည်သားမီးရက်ကလေးတက်မြင့်မှာကလေး20စီဟိုနတ်မြမတွေ2ကြိတ်စီ3ကြိတ်စီပိဿဟိုခင်ဗျားတို့သားမီးရလေးတွေမြင်ဘူးတယ်မို့လားပိဿပိဿကြီးဟိုသားမီးရလေးတွေမြင်ဘူးလားပိဿသားမီးရကလေးတွေဆံမွေးလောက်ရှိတဲ့အမြင်ကလေးတက်မြင့်မှလေနတ်တရားမြမာကြီးပေးငယ်စွာဖန်ဆင်းပြီးတော့20-30နေကြတယ်ဖះကိုမြင်ရအောင်ဖះကိုမြင်ရအောင်ဥပဝါဒမထဲကဆင်းပြူပဝါဒခန္ဓာကိုယ်ကြီးကြီးနေတော့သူ့ကြောင့်ငါဘုရားမျက်နှာကိုမမြင်ရဘူးခြေသားအာနန္ဒာဘုထုဇင်းရဲ့ခန္ဓာကိုယ်ကိုနတ်တရားမြမတွေဖောက်ထွင်းပြီးတော့မြင်နိုင်ကြတော့လေယဟန္တာရဲ့ခန္ဓာကိုယ်ကြတော့ဖောက်ထွင်းပြီးတော့မမြင်နိုင်ဘူးခြေသားပြေသာကြီးယဟန္တာရဲ့ခန္ဓာကိုယ်ကိုဖောက်ထွင်းပြီးတော့မြင်နိုင်ရလားပြေသာပြီးတော့မြင်နိုင်ရလားပြေသာကျော်မမြင်နိုင်လို့ဥပဝါဒကိုငါဖယ်ရှားခိုင်းတာဒီလိုနဲ့တရားနာပြေသာကြီးနတ်တရားမြမတွေများစွာဘုရားကိုယ်တော်မြတ်ကြီးအားပနောက်ဆုံးဖူးမြောက်ကြောခြင်းဖြင့်နေကြတဲ့နေရာမှာဝေဟာတကမြမာတွေသည်တရားနာပြမာတွေသည်တရားနာပြိတ္တရေကြည်အဲ့ဒီမြမာတွေဟာမြတ်စွာဘုရားကိုယ်တော်မြတ်ပဋိသန္ဓေတီးလဲဆိုကြတဲ့ကပန်းကုန်းမိလိုက်ဘူးဖွားမြင်တော်မူတော့လေသူတို့မပူဇော်ရကြောထွက်တော်မူတော့လည်းမပူဇော်ရပန်းကကုန်းလို့မပြီးသေးလို့ပန်းကုန်းလို့မပြီးသေးလို့ခင်ဗျားတို့ကတော့အောင်းမေ့မှာပေါ့ပန်းကဒီလောက်ထိအောင်ကြာအောင်ကုန်းသလားလို့ကုန်းတယ်လေအသက်ကရှည်တာကိုပန်းကုန်းကြီးကလည်းဘယ်လောက်ကြီးမှမသိပဲနဲ့ဒီလိုပန်းကုန်းတာမမှီဘူးနောက်ဓမ္မစကြာဟောတော့မှပန်းကုန်းကြီးဆက်မယ်ဓမ္မစကြာဟောလည်းမမှီဘူးနောက်တရားနာပိဋကရေဘုရားကိုယ်တော်မြတ်ပရိနိဗ္ဗာန်စံတယ်လို့လဲကြားရောအဲ့ဒီဟိုဝေဟာသမြမာတွေအသက်ရှည်တဲ့မြမာတွေဒုက္ခပါပဲလောကသိတ္တထ
ฏิฐานနေတီးတဲ့နေ့အချိန်ကစားပြီးတော့ယခုငါတို့ပန်းကုန်းသည့်အချိန်ထိ16နှစ်အိမ်အောင်ပြု16နှစ်အိမ်အောင်ပြု29နှစ်တော်ထွဲသက်တော်80ဝါတော်45ဝါနဲ့အခုပရိနိဗ္ဗာန်စံနဲ့ဆိုခြင်းသည်ငါတို့ရဲ့အသက်နဲ့စာလိုက်မယ်ဆိုရင်ဖြင့်ယာဟုတခါတော့မြသာရှိပါသေးလားဘယ်ပန်းကုန်ပြီလေယာဟုတခါတော့တဲ့ဧတာကြီးယာဟုတခါတော့ဆိုတာဇလုံကြီးတဲ့အကြာကြီးထဲ့တော့နေတာပြောတာမဟုတ်ဘူးဇွန်းကလေးနဲ့ဟောတဲ့ယာဟုကိုကော်ပြီးတော့ရှရုပ်အဲ့ဒီရှရုပ်လေးလောက်တယ်ဟာနားအောင်ပြောရတာကိုဗျအဲ့ဒီအချိန်လေးလောက်ရှိတဲ့ဘုရားရဲ့သက်တမ်းဒါကြောင့်ကျွတ်တို့ဘုရားကိုရောမြတ်ကြီးသည်သက်တော်အတူဆုံးတမ်းမှပွင့်ရသဖြင့်ကျွတ်တို့ဘုရားအမတန်ကြည်ညိုစရာကောင်းတနာစရာကောင်းလေးစားစရာကောင်းသောဘုရားဒါကြောင့်ကြည်ပြမာတွေပန်းကုန်းလို့မပြီးတာပေါ့ပန်းကုန်းလို့မပြီးတော့လာတော့စัจ java လာနှခမ်းထိနေတယ်ပြိဿနတ်တရားပြမာတွေစัจ java လာနှခမ်းကိုထိပြီးတော့နေသဖြင့်ရှေ့သို့ရောက်အောင်သူတို့ပန်းလာပြီးတော့မဆင်နိုင်သဖြင့်နတ်တေမြမာတွေတရားတွေရဲ့လက်နဲ့ကူးလို့ရောက်အောင်သူတို့ပန်းလာပြီးတော့မဆင်နိုင်သဖြင့်နတ်တေမြမာတွေတရားတွေရဲ့လက်နဲ့ကူးပြောင်းပြီးတော့လက်ဆင့်ကမ်းပူဇော်ရတဲ့ပြိဿဒီလိုလက်ဆင့်ကမ်းပူဇော်ပြီးတဲ့နောက်ကျွတ်တို့သုံးလောကထိုထသဖြင့်ညမြတ်စွာဘုရားသခင်ကိုရောမြတ်သည်ညီတော်အာနန္ဒာကိုမမြင်လို့နောက်မေးတယ်ညီတော်အာနန္ဒာဘယ်မြင်မလို့အပြင်မဲ့ထွက်သွားပြီးမြောက်ကိုပဲမှီပြီးတော့ဟောငိုတာနောင်တော်ဘုရားငါပြစ်ထားခဲ့တော့မှာပဲနောင်တော်ဘုရားပရိနိဗ္ဗာန်စံဝင်တော်မတဲ့နောင်တော်ဘုရားကိုငါအမြဲတစေလှုပ်ကြွေးပြုစုပါလျက်ကနေခုတော့ငါမကိစ္စဖို့ကိစ္စအပြည့်တိုင်းမရောက်သောတာပန်လေးပြနဲ့ထားပြစ်တော်မူခဲ့ပြီမြတ်စွာဘုရားငါကိုထားပြစ်ပြီးတော့ပရိနိဗ္ဗာန်ကြွတော်မတဲ့ငါဒီဘသူကိုအားကိုးရပါမတော်လို့မျက်ရည်ဖြန်ဖြန်ကြပြီးတော့ငိုနေတဲ့ချိန်ခါမှာဟဲ့ဤတော့အာနန္ဒာပဲသွားသလေအပြင်ထွက်ပြီးငိုနေတဲ့အကြောင်းကိုလျှောက်ထားတော့ညီတော်အာနန္ဒာကိုခေါ်ခြေသားအာနန္ဒာဘယ်နဲ့ကြောင့်ပရိဒေဝမိတောင်းရသနည်းမြတ်စွာဘုရားတဲ့ဘုရားတပည့်တော်သည်နောင်ဘုရားကိုယခုကဲ့သို့အသက်ထက်ဆုံးလို့ကြွေးသမှုပြုပါတော့လေနောင်ဘုရားသည်ညီတော်ကိုထားပြီးတော့မကိစ္စဖို့ကိစ္စမပြီးဆုံးရင်သောတာပန်လေးများနဲ့ထားခဲ့သဖြင့်နောင်ဘုရားပရိနိဗ္ဗာန်စံသောခဘသူကိုဆရာဖြစ်နေကိုးကွယ်ရပါမတော့နောင်ဘုရားကိုပြုစုရတဲ့ကိစ္စနောင်ဘုရားမရှိရင်ဘသူကိုပြုစုရပါမတော့ဘသူအားထားရပါမတော့လို့အဲ့ဒါလို့လျှောက်ထားတော့ဟဲ့ညီတို့အနန္ဒာမငိုကြွေးနဲ့ခြေသားငါဖယားမရှိပေမဲ့လို့သုတ်ဝိနည်းအဘိဓမ္မာငါဖယားဟောကြားတော်မူတဲ့တရားဓမ္မတွေသည်သင်တို့ရဲ့ဆရာဖြစ်လိမ့်မယ်ခြေသားလို့မလျှောက်ချင်တာဒီမလျှောက်တော်မူပါမယ်မိမိတို့လျှောက်ထားကြရလျှောက်ထားလိုက်ကြလောမြတ်စွာဘုရားမိန့်တော်ညီတော်အာနန္ဒာကလေမြတ်စွာဘုရားတဲ့ကျွတ်တို့အတွက်ညီတော်အာနန္ဒာအာကူးစရာလျှောက်ထားခဲ့နောင်ဖယားမရှိတဲ့ချိန်ခါမှာမာတုကာမတွေဘယ်လိုဆက်ဆံရပါမလဲဖယားခြေသားတဲ့မာတုကာမတွေနဲ့ဆက်ဆံတဲ့နေရာမှာမမြင်ရမတွေ့ရမကြုံရရင်အကောင်းဆုံးပဲခြေသားမြတ်စွာဘုရားမမြင်လို့မတွေ့လို့မကြုံလို့မဖြစ်ဘူးဆွမ်းခံသောအခါကြောင်းသူလာသောအခါဘုရားတပည့်တော်တို့လူကြတန်းကြတဲ့တရားတော်မှတွေတွေ့နေရမှာဖြစ်တဲ့ဖြင့်မမြင်လို့မတွေ့လို့မဖြစ်ဘူးဘယ်လိုလုပ်ရပါမလဲဘုရားခြေသားအာနန္ဒာတဲ့မြင်တွေ့ပြန်တော့လဲမာတုကာမတွေစကားမပြောဘဲနဲ့နေခြင်းသည်အကောင်းဆုံးခြေသားမှန်လားပါဗျာတဲ့စကားမပြောဘဲနေပြန်တော့လဲကြောင်းလားဆွမ်းပူတဲ့လူကြတန်းကြတဲ့ဓမ္မတွေကဒီကိုယ်တော်စကားမပြောဘူးနေသလားဆွမ်းနေသလားနဲ့အထင်ပြကုန်ပါလိမ့်မယ်ဘယ်လိုလုပ်ရပါမလဲဖယားခြေသားအာနန္ဒာတဲ့စကားမပြောဘဲနေတာကတော့အကောင်းဆုံးသင်ကိုစားမဲ့ဘလူးမကိုသင်စကားပြောရတာကမြတ်သေးတယ်တဲ့သို့တော်လည်းပဲဆွမ်းဖို့ကွမ်းဖို့လူကြတန်းကြတဲ့ဓမ္မတွေမပြောဘဲမနေရလို့ပြောကြတော့လေ
အမေအရွယ်အမေနှမအရွယ်နှမအမအရွယ်အမဘယ်လိုပဲဖယားကိုတော်မြတ်ဒီလိုပဲခွင့်ပြုခဲ့တော်လဲအမေမဟုတ်ဖဲနဲ့အမေစိတ်ထားရမှာမလွယ်တော့ပြီအမမဟုတ်ဖဲနဲ့အမနှမမဟုတ်ဖဲနဲ့နှမဖယားထားခိုင်းမိမယ်လို့ပုထုဇဉ်တတ္တဝါတွေအမတန်ခဲညပါသောကြောင့်မာတုကာမရေနဲ့နီးစပ်ပြီးတော့လာရင်ဖြင့်နီးစပ်သွားကြတာပါပဲဗျာတို့မှန်လားပြိဿကြီးမြတ်စွာဘုရားကတော့တစ်ချက်လုံးမိတ်နဲ့စကားမပြောအကောင်းဆုံးနဲ့မတွေ့မမြင်အကောင်းဆုံးနဲ့သို့ပါတော့လေတရားနာပြိဿကြီးဘုရားကိုယ်တော်မြတ်တဏှာတော်မူသဖြင့်ညီတော်အာနန္ဒာလျှောက်ထားတာကိုဆက်ပြီးမူသဖြင့်ညီတော်အာနန္ဒာလျှောက်ထားတာကိုဆက်ပြီးတော့သူ့အစစ်ကြနဲ့မိန့်သွားသောကြောင့်ယဟန်ဘဝသည်မာတုကာမများရဲ့အပေါ်၌သာသနာတော်မှာရွေလျောပြီးတော့ပရိယတ္တိပရိပတ်တိပฏิဝေဒသာသနာဆုပ်ယုပ်ရာဖြစ်ခြင်းကြောင့်ရှောင်ကျင်နိုင်တဲ့ပုဂ္ဂိုလ်တွေမြဲပြီးတော့ဒီဘဝနဲ့အယုထုတ်နိုင်ကြပါသည်မှန်လားပြိဿကြီးအဲ့ဒီလိုမြတ်စွာဘုရားကိုယ်တော်မြတ်ဤရောဓသမဘဝင်စားငြိမ်သွားပြီမျက်လုံးတော်စုံမိတ်လို့ဤတော့အနန္တမသိလို့ပရိနိဗ္ဗာန်သန္တာမလို့ရှင်နုယုဒ္ဓဗျာမြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပလားဗျာဟဲ့ဤတော့အနန္တမြတ်စွာဘုရားဇံဝင်စားနေတယ်ဟဲ့နောက်ဤရောဓသမဘမှာထပြီးတော့နေဝတင်ညာနာတင်ညာရဏဇံကိုဝင်စားတော်မူသည်နေဝတင်ညာနာတင်ညာယရဏဇံမှနေပြီအကိစင်ညာယရဏပထမဇံကိုဝင်စားသည်နောက်ပထမဇံမှဒုတိယဇံတတိယဇံမှစတုထဇံအင်္ဂါကိုဆင်ခြင်နိုင်သောပစ္စဝခဏဇောအကျိန်ပေါင်းများစွာဖြစ်၍ဝိထိအရေးအတွက်ဟာလေဂရေ2 သန်းနဲ့ 4 သိန်းတရားနာပိဋကအဲ့ဒီဂရေ2 သိန်းနဲ့2 သန်းနဲ့ 4 သိန်းသောတမာဘတ်တွေဝင်စားပြီးတော့စတုထဇံကိုဆင်ခြင်သောပစ္စဝခဏဝိထိအဆုံး၌သင်္ခါရတရားတို့ရဲ့ချုပ်ရာနိရောဓသစ္စာကိုအာယုံပြုသောမဟာဝိဘက်ပထမအသင်္ခါရိကအဗျာကတဒုက္ခသစ္စာဖြင့်ဘုရားကိုယ်တော်မြတ်ကြီးပရိနိဗ္ဗာန်စံမြန်းတော်မူသည်လှုပ်တော်ဘူးပြိဿဘုရားကိုယ်တော်မြတ်ကြီးပရိနိဗ္ဗာန်စံနေဆိုရင်ပဲမဟာပထဝီမြေကြီးကလည်းဩတိစကဲ့သို့မြည်ခီလို့နတ်မြမအပေါင်းတို့ကလည်းပဲတရားမင်းကစလို့ပေါ့လေအနေဇဝရသင်္ဃာရဥပ္ပါဒဝယဓမ္မိနောဥပ္ပိစိတဝနိရောဇန္တိတေတံဥပသမောတုခောတရားမင်းကလည်းဂါထာရင်းနဲ့ကျူးရင်လို့မြမတွေကလည်းဂါထာရင်းနဲ့ကျူးရင်လို့ယဟန္တာတွေကလည်းအတိအသီဂါထာပေါင်းများစွာနဲ့ဒီလိုကျူးရင်ပြီးတဲ့ချိန်ခါမှာညီတော်အနန္ဒာကလည်းနောင်ဖယားရွှေမြတ်တော်ကြီးအားအပတို့ကပ်ပြီးတော့နောက်ဖယားရွှေတို့ရွှေခဲကြီးတို့အခုတော့မလှုပ်မရှက်ဟောဒီညီတော်အနန္ဒာကိုရဲရဲဆက်ဆက်ကြီးပြစ်သွားပြီလားဗျာနောက်ဖယားမရှိလို့ရှိဘယ်သူမျက်နှာသစ်တော်ရေးကပ်ရပါမတော့နောက်ဖယားမရှိရင်ဘယ်သူရဲ့သပိတ်ပရိခရာတွေထမ်းဆောင်ပြီးတော့နောက်ကလိုက်ရပါမတော့နောက်ဖယားမျက်နှာသစ်တော်ရေးကြတဲ့အချိန်တိုင်းဟောဒီညီတော်ဘယ်သူကိုသွားပြီးတော့ပြုစုရမလဲလှုပ်ကြွေးရမလဲဖယားလို့ညီတော်အနန္ဒာငိုကြွေးဒီလိုမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးအားငိုကြွေးပြီးတဲ့ချိန်ခါမှာပြောကြပါစို့တရားနာပိဋကအဇာတတဘက်ကပြန်ဆက်ရအောင်ပါကိုပိဋကကျွတ်တို့ဇဗူရိတချွန်းလို့စစ်ကြောင်းဝလာတိုက်တဲ့သောဘယ်သူမှမကြမရှိမဟာဗထွေမြေကြီးကဒါရတသမိကလေထိုမြတ်စွာဘုရားကိုယ်တော်မြတ်ပြိဋိဘပြုတော်မူသောဆုံး၌ဝိဇနာသောထိပ်ပါလီကြောက်လောင်ွယ်ရှိသောလောမဟန်သောကျက်သီးမွေးရင်ထလောက်သောภูมิစာလောမြေလုံချင်းသည်အဟောတိဖြစ်ရရှာလေပြီဒေဝဒုဒရဘိတောနတ်စီကြီးတို့သည်ဖလိန်သူဒိန်ဒိန်မီဆွဲအပ်သာဟဲ၍ယာယီခွဲဩကြလေကုန်သတည်းဒီလိုမဟာပထဝီမြေကြီးလှုပ်ပြီးတော့တတောင်းလောကရမကြားသူမရှိမသိသူမရှိဖယားပရိနိဗ္ဗာန်စံနေဆိုတဲ့တည်တရားနာပရိသတ်ကြီး
အဇာတတသိအောင်ပြောဖို့အခွင့်ဆိုင်လာကြတော့ဩပုထုဇဉ်ထဲမှာဒါယကရီထဲမှာအဇာတတလောက်ဘုရားကိုကြည်ညိုတာမရှိတို့ဘယင်အဇာတတအားဘုရားပရိနိဗ္ဗာန်စံတဲ့အကြောင်းဒီတိုင်းပြောလို့တော့မဖြစ်ဘူးနှလုံးကွဲပြီးတော့ဝင်းထဲကအပူထက်ကြောင့်တကောင်လုံးချစ်တောက်ပြီးတော့လောင်ကျွမ်းပြီးသွားနိုင်ကြရှိတယ်ကျင်းသုံးခြင်းတူးတယ်ကျင်းသုံးခြင်းတရားနာပိဋကလေဘင်းလောင်ရောက်တဲ့ကျင်းသုံးခြင်းတူးပြီးအဲ့ဒီထဲရွှေတွေနဲ့နောက်နှုတ်ဓာတ်တွေတင်လဲတွေသကားတွေပြားရည်တွေနဲ့ရော့နှုတ်ပြီးအဲ့ဒါအပြည့်ထည့်ပြီးတော့အဇာတတမင်းအားပရိယေဖြင့်ဒါတော့ဥတင်၍တွင်ထဲကိုချပြီးတော့လေဝင်းထိတယ်ပြိဿအဲ့ဒီချိန်ကြမှာမြတ်စွာဘုရားပြိဋိဘံစံတဲ့အကြောင်းကိုသူပြောမှန်လားပါဗျာတဲ့သုံးလောကထူထားသဖြင့်မြတ်စွာဘုရားပြိဋိဘံစံဝင်ပါပြီဗျာဒီသတင်းစကားနားလဲကြားလိုက်ရောပြိဿကြီးလို့ဆိုပြီးဘာမှမမေးနိုင်ဘူးဟောမေ့သွားလိုက်တာသူထည့်ထားတဲ့တွင်းတွေကတင်လဲတကားပြားရည်တွေနဲ့ရောထားတော့စတုမရူကျင်းကြီးလေအခိုးတွေထွက်လာအခိုးတွေထောင်းထွက်လာအမတန်ပြင်းထန်တယ်တော့အကယ်၍သာအဇာတတကိုအပြင်မှာထားပြီးတော့ဒီတိုင်းဖျားပြိနိဗ္ဗာန်ပြုတဲ့စကားကိုကြားလိုက်ရမယ်ဆိုရင်တကောင်လုံးမီးခုံတောက်ပြီးတော့လောင်ကျွမ်းသွားနိုင်တယ်အဲ့ဒီကဲ့သို့စတုမရူကျင်းကြီးအကုန်လုံးဆူပွက်ပြီးလာတော့မှအဲ့ဒီကျင်းကနေပြီးတော့ဟိုဘက်ကျင်းပြောင်းဟိုဘက်ကျင်းနဲ့ကြတော့သတိရဟဲ့မင်းကြီးများဘာပြောလိုက်ကြတာတော့မှန်လားပါဗျာသုံးလောကထိုထားအတုမရှိမြတ်စွာဘုရားပရိနိဗ္ဗာန်စံပါပြီတဲ့ဘုရားအမလေးပဲလို့ပြောလိုက်ကြတာတော့ဟဲ့ဆိုမေ့သွားပြန်ရောလစ်သွားပြန်ရောအစတုမရူကျင်းကြီးတဲ့အခုတွေထားလာပြန်ရောဟိုဘက်ကျင်းပြောင်းလိုက်ရဒီလိုတရားနာပိသကြီးကျင်းနေပြောင်းပြီးအပူငိမ့်သောခါမှာဘုရားကိုယ်တော်မြတ်ပရိနိဗ္ဗာန်စံတဲ့အကြောင်းတိကြလေကွယ်ပြသိလိုက်ရောကိုကျိုးနေပါဖြစ်လားရွှေတော်ကြီးပြိုးပါဖြစ်လားမောင်မင်းတို့အကိုရမဲ့ပြီနေလုံးကြီးကွယ်ဖို့မောင်မင်းတို့ငါဤအကိုရဖြစ်သောဖယားနဲ့တကိုင်းနဲ့ပြတဲ့ငါဖခင်ကြီးဒေဝရဇကနားထောင်ပြီးတော့ငါသားဒီတတ်တဲ့ကိစ္စကြောင့်အပူမီတွေတောက်ပြီးတော့စိတ်နှောက်ခမန်းငါဒုက္ခဖြစ်နေတဲ့အခိုက်ဒီဒုက္ခတွေကိုကဲတင်တော်မူခဲ့တဲ့အပူမီငြိမ်အောင်ပြုတော်မူခဲ့တော်မြတ်စွာဘုရားခုတော့ကွယ်ဖယားမရှိခိုးကိုရမဲ့ပါဘောလားအကိုရမဲ့ပါဘောလားမြတ်စွာဘုရားတပည့်တော်ဘယ်လိုလုပ်ပြီးတော့ဖြေရမတော့ဟဲ့ငါကိုတရားဟောတဲ့မြတ်စွာဘုရားကိုတော်မြတ်ကြီးတရားပြတဲ့နေရာဇီဝကတရဲ့ဥယျာဉ်ကိုငါသွားမယ်ဘုရားကိုတော်မြတ်ကြီးငါ့ကိုစောင့်မျှော်နေလိမ့်မယ်လေတရဲ့ဥယျာဉ်ကိုဇုတ်ပြီးနောက်ကလိုက်ကြရထိန်ကြရအဲ့ဒါလို့ထိန်ကြတော့လေတရဲ့ဥယျာဉ်ကိုရောက်တဲ့အခါမှာလက်အုပ်ချီလို့သူ့အတရားဓမ္မဟောပြတဲ့နေရာနာရောက်တော့ဘုရားမြတ်စွာစိတ်နေရသောနိဗ္ဗာန်သွားတဲ့ကြားရသည်တွင်မြတ်စွာဘုရားပရိနိဗ္ဗာန်စံတဲ့ကြောင့်တပည့်တော်ကြားလို့မြတ်စွာဘုရားတပည့်တော်မရွှင်တော့ပါဘူးဗျာဘုရားမြတ်စွာစိတ်နေရသောနိဗ္ဗာန်သွားတဲ့ကြားရသည်တွင်ငါဘယင်မှာမရွှင်သာအပူပွား၍တဏှာကြီးညိုမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကိုကြည်လဲကြည်သူတယ်တဏှာလဲတဏှာတယ်ဘုရားတပည့်တော်ခိုးကိုရောက်မဲ့လို့
အရှင်ဘုရားဟောညွှန်ပြတဲ့တရားဓမ္မတွေဟောဒီနေရာဟောင်းလေးလာပြီးတော့ဟောကြားတော်မူပါဦးဘုရားလို့ငါဘယင်မောင်းမရွှင်သာအပူပွား၍တနာကြည်ညိုထိုးထိုးဓမ္မဟောညွှန်ပြလျက်သက်သာစေရမိန်သာနွေမြခုတိုင်ကြလို့တနာလှဲ့ပါလျောက်ထားပါသည်ကြွတော်မူပါမြတ်စွာဘုရားဟာမလေးတပည့်တော်ဟောနေကြဖြစ်တော်ဒီတရားဥယျာဉ်ကြွပြီးတော့တရားတော်မှာပြတော်မူပါဦးဘုရားတပည့်တော်ဖေကိုတတ်ခဲ့တဲ့အဇတတကိုကယ်မတော်မူပါဦးဘုရားလို့အဖေကိုတတ်တဲ့အဇတတဘယင်မှာဘုရားမြေကိုဟတ်တဲ့ဆရာအတတ်တင်နာချင်းမှာပါလို့ဒီဝရတ်တင်ပေးတဲ့ပညာတွေတပည့်တော်အထင်မှားပြီးတော့မြတ်စွာဘုရားမာကြီးကြီးမကမှားခဲ့လို့ဘုရားရှင်နဲ့တွေ့တော်လဲနိဗ္ဗာန်မဲ့ဖို့မရပြေစံနန္ဒရိယကံကြီးကြောင့်တပည့်တော်ဒုက္ခကောင်းကြီးကိုအပူအေးအောင်တရားပြတော်လဲယခုတော့တပည့်တော်ပြစ်ပြီးတော့ကြွသွားပြီလားဘုရားရဲ့လို့အဖေကိုတတ်တဲ့အဇတတဘယင်မှာဘုရားမြေကိုဟတ်တဲ့ဆရာဝတ္တတင်တော်ထင်မှားပါလို့အရှင်ဘုရားကိုမကြည်ညိုလိုက်တာနဲ့တပည့်တော်လေသူ့အားထားတော့ကဘုရားဆိုတာဘယ်နေမှမသိဘူးဘုရားအဲ့ဒီချိန်မကြည်ညိုလိုက်လို့သူပဲပါပြီးတော့အမိတ်တရားတွေဖြစ်ကုန်ပါတော့ဘုရားအရှင်ဘုရားကိုမကြည်ညိုလိုက်တာနဲ့ဒီလိုမိုက်မိပါသည်ဘုရားဒီလိုမိုက်မိပါသည်ဘုရားမလေးတပည့်တော်မိုက်ပြီးတဲ့ယခုဒီနေရာဟောင်းလေးကိုကြွပြီးတော့တပည့်တော်တရားဓမ္မတွေပြတော်မူပါဦးဘုရားယခုအလျင်ကြွခဲ့ပါအောင်မြတ်စွာဘုရားတရားဥယျာဉ်နေရာဟောင်းကိုလားပရမေဓမ္မလောင်းကအပူတွေပြောက်ခဲ့ပါသဖြင့်မြတ်စွာဘုရားဟောပြလို့တပည့်တော်အပူတွေပြောက်ခဲ့တယ်ဗျာဒါကြောင့်နောက်တစ်ခါကြွပြီးတော့တပည့်တော်အတဏှာရဲ့ဖြင့်ကြွပြီးတရားဓမ္မဟောလဲပါဦးတရားဥယျာဉ်နေရာဟောင်းကိုလားပရမေဓမ္မလောင်းကအပူတွေကပြုတ်ခဲ့ပါသဖြင့်နောက်တစ်ခါထောက်ညာလို့တဏှာရဲ့ဖယားအားဟမမင်းကြွခဲ့ပါဖယားဖယားတပည့်တော်တဏှာသဖြင့်ကြွတော်မူခဲ့ပါဖယားအမလေးငိုတကူဗျာဇာတတပြေသဘသူတို့ငိုပြီးတဲ့နောက်မောင်မင်းများအာကိုရောက်မဲ့တော်မြတ်စွာဘုရားမရှိတဲ့နောက်ဘုရားကိုတော်မြတ်ရဲ့ဓာတ်တော်ကိုငါကိုးကွယ်မယ်ဟဲ့ကုသိဏယုံမာလာမင်းများရဲ့ထံသို့လာစစ်တပ်နဲ့ခြီးပြီးတော့ဓာတ်တော်ကိုတောင်းမယ်ဟောအဇာတတဓာတ်တော်ကိုတောင်းကိစ္စဘာတောင်းသဝန်စာလွှာနဲ့ညိုဓာတ်တော်ကအဇာတတတင်တောင်းတာလားဆိုတော့မဟုတ်ဘူးရာဇဂျူအဇာတတနောက်ဝေသာလီကလိဆဝီမင်းများကလည်းစာနဲ့ဓာတ်တော်တောင်းနောက်ကပိလူဝီမင်းများကလည်းစာနဲ့ဓာတ်တော်တောင်းနောက်ကပိလူအတိုင်းပြေကသာဂီဝင်မင်းများကလည်းတို့ဖယားရဲ့မင်းမျိုးတဲ့သာဂီဝင်မင်းမျိုးဖြစ်ချင်းကြောင့်ပေးကြနောက်အလကပ္ပဘူးလာမင်းများကလည်းတောင်းနောက်ရာမယွာကောလိယမင်းတွေကလည်းတောင်းနောက်ဝဋ္ဌဓိပတိုင်းပုံနာတွေကလည်းတောင်းနောက်ပါဝါပြည်မာလာမင်းတွေကလည်းတောင်းအဲ့ဒါလို့တောင်းပြီးသဝန်းစလွှာတွေနဲ့လာကြတော့လေကုသိဏပင်တို့မှအမိနို့ရေဆိုသလားတို့လည်းအမိနို့ရေဆိုပင်တို့မှလူလားတို့လည်းလူပင်တို့မှယောက်ျားလားတို့လည်းယောက်ျားပင်တို့မှတတ္တိရှိလားတို့လည်းတတ္တိရှိမပေးဘူးဆိုပြီးတော့အကြောင်းပြန်မပေးဘူးဆိုပြီးတော့ဓာတ်တော်မပေးနိုင်တဲ့အကြောင်းပြန်လိုက်ရောပြိတ္တခုနှစ်ပြည်တော်မင်းတွေဇွတ်လာကြဒီလိုခုနှစ်ပြည်တော်မင်းတွေလာကြတော့ခါတကယ်၍တရားနာပြိတ္တအဲ့ဒီနေရာဖြံပြေမဲ့လူမရှိလို့သာစစ်ဖြစ်ကြရင်လေ
ခုသိမ့်နာရောမာလာမင်းတွေကနိုင်မာတဲ့ဗျဘာလို့နိုင်မာတော့ဆိုတော့သူတို့အသင်းပင်းတွေကများတယ်ကိုပြိဿဒီလိုနဲ့ခုနှစ်ပြည်တော်မင်းတွေလာပြီးတော့နင်လားငါလားနဲ့ခုတ်ကြထစ်ကြတက်ကြမယ်အဖြစ်ကိုဒေါနဆရာပုံနာကြီးကနေပြီးတော့ဓာတ်တော်ဝေမယ်မင်းအပေါင်းတို့သင်တို့ဆရာငါပြောသောစကားကိုနားထောင်ကြကုန်တော့ငါတို့ကိုယ်ခွဲရဖြစ်သောသုံးလောကထောတာတပ်ပြင်းတို့မြတ်စွာဘုရားသည်ခန္တီဝါဒီစသောဇတ်တော်တွေအတိတ်ပြန်ဟောတဲ့အချိန်ခါမှာဘုရားကိုယ်တော်မြတ်သည်ခန္တီပါရမီဖြည့်ခဲ့တဲ့အကြောင်းအမျက်ဒေါသမထားတဲ့အကြောင်းဒါကြောင့်မင်းအပေါင်းတို့အမျက်ဒေါသမဖြစ်ကြလေနဲ့ငါခွဲဝေးပြီးတော့ပေးမယ်ဟောမြတ်စွာဘုရားကိုယ်တော်မြတ်ရဲ့ဓာတ်တော်တွေကိုခွဲဝေမယ်ဓာတ်တော်ကလည်းတရားနာပရိသတ်ရေကျွတ်တို့ပထမဆုံးတာရုကိလနာတွင်ကျင့်ပတာက9ရက်ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့နေ့ကကျွတ်တို့148ခု148ခုပရိနိဗ္ဗာန်စံဝင်သောကဆုံလပြည့်အင်္ဂါနေ့ကိုဗျအဲ့ဒီကဆုံလပြည့်အင်္ဂါနေ့မှာပရိနိဗ္ဗာန်စံဝင်တော်မူပြီးတဲ့နောက်ဘုရားကိုယ်တော်မြတ်ကို9ရက်တိုင်တိုင်အလောင်းတော်ကိုပူဇော်တဲ့တာရုကိလနာသဘင်အပြီးမှတရားနာပိဋကဓာတ်တော်ကိုကျွတ်တို့မကြခင်မီးတင်ပြီးရှို့တဲ့စိတကတတဟက9ရက်၎င်းတော့ဓာတ်တော်ကိုပူဇော်တာကကျွတ်တို့9ရက်အဲ့ဒီလို9ရက်ဆိုတော့နယုံလဇန်9ရက်နေ့မှာဓာတ်တော်ဝေပြီးမယ်ကိုဒီဓာတ်တော်တွေကလည်းကျွတ်တို့တံပိဏအတံပိဏနှစ်မျိုးကွဲပြီးတော့ထားခဲ့အတံပိဏဓာတ်တော်ဆိုတာကစွဲတော်က4စုညယောက2ချောင်းနှစ်ဖူးသင်္จิตတော်က1ချောင်းအဲ့ဒီဓာတ်တော်9စုသည်မကွဲမပြားရှိလို့အတံပိဏဓာတ်တော်တဲ့ကြံတဲ့ဓာတ်တော်တွေကြတော့ပဲနောက်စေမုံညင်းစေဆံကြိုးစေပမာဏအစိတ်စိတ်မှွာမှွာထားခဲ့တယ်တရားနာပိဋကကိုကျွတ်တို့2တင်းလောက်ရှိ8စိတ်ဆိုတော့2တင်းနေပါလိမ့်ပိဋကကြီး1တင်းကိုပဲ2စိတ်4စိတ်1တင်းကိုပဲ2စိတ်တို့ဒါပြင်4စိတ်ဆိုတော့ဘယ်နှတင်းငါနေပါဦးဒီမှာတတင်းကို4စိတ်8စိတ်ဆိုတော့ဘယ်နှတင်းတော့2တင်းမျက်စိမလဲနဲ့ငါကလည်းသူများချင်တာတွေသာမြင်တာကိုယ်တိုင်ချင်းကြည့်ဘူးတာမဟုတ်ဘူးနော်တရားနာပိဋကဟို4ပြီကိုဘာခေါ်တော့တစ်စိတ်8ပြီကိုဒါပြင်2ခွဲတတင်းဆိုတာကိုမှန်ရလားမဆိုးဘူးကြလားဟုတ်ကျုပ်ကဆန်ရောက်စားအောင်မလို့စဉ်းစားကြည့်ရတာဆန်ရောက်စားအောင်ဆိုကျောင်းကလည်းတရားနာပိဋကရေအလုသမားတွေပါတယ်ဆန်ကလည်းတဲရဲကုန်နဲ့ရောင်းစားဖို့မရှိပါဘူးမလွယ်ပါဘူးကဲဒီတော့ကောင်းပြီတရားနာပိဋကအဲ့ဒီ2တင်းမြလောက်သောရှိသော8စိတ်သောဓာတ်တော်တွေအကုန်ခွဲဝေပြီဒီထဲတရားနာပိဋကရေဒေါနပုံနာကြီးကလက်ရဆွဲတော်ကိုသူကခေါင်းပေါင်းနဲ့ထိုးပြီးခိုးထားပါရောခက်တယ်သခိုးကလည်းနေရာတကာရှိတာဓာတ်တော်ကိုအရေးတဲ့သူကခိုးထားတာအဲ့ဒါတရားနာပိဋကတရားမင်းကကြည့်လိုက်တယ်လေဘယ်ရောက်နေပါလိမ့်ဆိုပုံနာခေါင်းနဲ့ရောက်အဲ့ဒါတကိုးတော်နဲ့ယူထားတကိုးတော်နဲ့ယူထားတော့မဲပုံနာကဟန်ကြငါတော့အမြတ်ဆုံးရပါဟာလို့အဲ့ဒါလို့မင်းနေအကုန်လုံးဝေပေးလိုက်တာသူ့အတွက်အမဲခေါင်းပေါင်းလေးဖြုတ်ကြည့်လိုက်တော့ရှိဘူးမရှိတော့ဘာမှမကြံတဲ့နောက်ဆုံးသူဓာတ်တော်ဘသူရှိမှလဲတောင်းလို့မရတဲ့နောက်တရားနာပြေးတာအဲ့ဒီဒေါနပုံနာကြီးရလေဟိုကျွတ်တူဓာတ်တော်ထဲတဲ့အိုးကလေးပဲသူယူရဒီထဲမောရိယပုံနာတွေကလာသေးတရားနာပြေးတာမောရိယပုံနာတွေကြတော့ဓာတ်တော်ဝေပြီးမှရောက်လာတော့သူတို့ကတော့ဟိုစံတကူမီးသွေးတွေပဲကူးွယ်ရတရားနာပြေးတာဒါကြောင့်ဓာတ်တော်ဝေတာဟာနေုံလာဇန်9ရက်နေ့မှာပြီးဆုံးပါတယ်ပြေးတာဓာတ်တော်ဝေတာဘယ်တော့ပြီးတော့148ခုဂိမှန္ဒဥရုကဆုံလပြည့်အင်္ဂါနေ့မှာဘုရားကိုယ်တော်များပရိနိဗ္ဗာန်စံရုံတော်မူပြီးတဲ့နောက်တာရုကိလနာစိတကတာရုကိလနာတတ္တဟစိတကတတ္တဟဓာတုပူဇာတတ္တဟခွန်သုံးလီပေါင်းပြီးတော့နေုံလာဇန်9ရက်နေ့မှာဓာတ်တော်ဝေတာပြီးဆုံးပါတယ်လို့ဆိုတဲ့နောက်ဆုံးဌာနီလွမ်းမြဲ့ကြီးကိုမပြီးအောင်ကျမ်းတွေရဲ့မှာစိုးလို့ခက်စီနဲ့ဟောလိုက်တဲ့နောက်ပိုင်းတော့အတော်လေးပြင်းကုန်ထမရဲ့ပြင်းမူလားပြိဿ
မပြင်းရင်စိတ်ချမ်းသာသေးတယ်စောစောပိုင်းအော်ဂျင်နာတွေအော်တော့ငါဟဲဟီဟီနဲ့တရားအကွက်စီအောင်မိရလေးဟောပြန်တော့လဲငိုက်ချင်းသားနဲ့ရိုင်းရင်သားနဲ့ဒါပေမဲ့လို့လဲတရားနာပြိဿကြီးအခုချိန်ထိနေတယ်ဆိုရင်မငိုက်လို့နေတာပါငိုက်ရင်မနေပါဘူးမှန်ရင်လားပြိဿကြီးပြိဿကြီးငိုက်သလားအဲ့ဒီလိုသာပြောပါငိုက်လည်းမငိုက်ပါဘူးမှန်ရင်လားပြိဿကြီးကဲမေတ္တာပို့ရအောင်ဆိုကြဗျာတကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအလုံးယနေ့ကကြွရောက်လာကြတဲ့တရားနာပြိဿကြီးချမ်းသာကြပါစေအလုံးကုန်ယနေ့ညကြွရောက်လာကြတဲ့တရားနာပြိဿကြီးကျမ်းမာကြပါစေဒေသတရားပွဲဘယ်နှညမြောက်တို့14ညတောင်ငူမြို့1338ခုတပေါင်းလာဇန်2ရက်နေ့သူဓမ္မပရိယတ္တိစာပြောင်းပွဲကြီးစပြီးတော့ဟောလာလိုက်တာ14ရက်14ညမြောက်တကုံတိုက်ရှိတောင်ငူမြို့လေတရားပွဲကြီးဒီဏီကုန်းချုပ်ပါသဖြင့်အိမ်ပြန်ရအောင်တာဓုကျဲကျဲလေးခေါ်ဖို့ကြိုးစားထားပါဗျာဒါကြောင့်နေဝတန်တို့သီးခံရတာပြန်ကြပြီတော့နေဝတန်တို့မေတ္တာရေးဘက်ခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်းစီရောခြေစရာဆွေကလျှမ်းပြီးကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း